နီရောင်တောက်တောက်တဲပုံကိတ်လေးလုံးမယ်ရှင်ခုလုံနေရလေးကတော့6လက်မဆိုင်အသေးပုံကိတ်လေးဖြစ်ပါတယ်ကို့မှာ6လက်မဆိုင်အသေးပုံမို့ခွက်လေးမရှိဘူးဆိုရင်6လက်မကိတ်အဝိုင်းကနေအသေးပုံလေးလုပ်လို့ရပါတယ်ရှင်ကိတ်အဝိုင်းကနေအသေးပုံပြုလုပ်နည်းဗီဒီယိုလေးကိုလည်းကျွန်တော်ရဲ့ TikTok အကောင့်မှာတင်ထားပေးပါတယ်နော်အနီရောင်တောက်တောက်ကာလာလေးရဖို့ဘယ်လိုဖြောဆက်အသုံးပြုရမလဲဆိုတဲ့ဖြောဆက်နည်းလေးတွေကို TikTok အကောင့်ရဲ့ profile ရဲ့ထိပ်ဆုံးမှာရှိတဲ့ color ဆိုတဲ့ playlist ထဲမှာကြည့်ရှုနိုင်ပါတယ်ရှင်။အနီရောင်တောက်တောက်ဖြောဆက်တာရဲ့အနက်ရောင်တောက်တောက်ဖြောဆက်တာရဲ့ကိုတင်ထားပေးပါတယ်နော်။ color တောက်တောက်လေးတွေကိတ်မှာအသုံးပြုမယ်ဆိုရင်ဆောင်းရံရှောင်းရံအကျိုးပြစ်ကလေးတွေပါတေချာပြောပြထားတဲ့ဗီဒီယိုလေးတွေပါနော်။အခြားလိုအပ်တဲ့သိချင်တာလေးတွေရှိရင်လည်း comment မှာမှန်ခဲ့လို့ရပါတယ်ကျွန်တော်တီးတလောက်ကိုပြန်လည်မျှဝေပေးပါမယ်နော် Hello Fury ကတော့မန္တလေးမြို့ကဖြစ်ပါတယ်ရှင်မန္တလေးမှာရှိတဲ့မွေးနေ့ရှင်လေးတွေအတွက်မွေးနေ့ကိတ်လေးတွေလိုအပ်တယ်မှာစင်နေဆိုရင် TikTok အကောင့်ရဲ့ profile မှာတင်ထားတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှမှာယူလို့ရပါတယ်ရှင်အခြေခံမွေးနေ့ကိတ်အလားစင်တင်တန်းလေးလည်းရှိပါတယ်တိလိုတို့များကိုအသေးစိတ်မေးမြန်းလို့ရပါတယ်နော်မွေးနေ့ကိတ်လေးကိုမွေးနေ့ရှင်အတွက်စိတ်ကြိုက်ဒီဇိုင်း size အယောင်လေးတွေရွေးချယ်ပြီးတော့မှနာမည်လေးရေးပြီးတော့မှားရတာမို့လို့မှာယူပြီးသားကိတ်လေးတွေကို cancel လုပ်လို့မရပါဘူးเนาะကျေးဇူးအများကြီးတင်ပါတယ်ရှင်